ဝေဒိုင်းဒေသကြီး6မြို့မှာညီလူကြီးရောအုပ်စုညီလူရေလအုပ်စုကြီးရောင်ချောင်းဆောက်လို့ရတယ်အလူရှင်များသရာပွားစီရအတွက်စာချုပ်ကြီးဆရာတော်အရှင်တိတ်ခါသာရရေးသားယူဂီတမှုမကွေးတက်ကတူစမ်းနှမောင်ထေးမှုနေသူဒီတဲ့ရှင်မွတ်တဲ့နဲ့တီးဆိုပူဇော်မီကလူကြစို့တော်တူပျော်ပျော်မကွေးတိုင်းဒေသကြီးရဲ့6မြို့နယ်ညီစုအုပ်စုအတွင်းကညီစုလေအုပ်ဖို့ရွာအထူးတော်ဦးခိုင်လို့ဖူးမြော်လိုက်တဲ့ရှင်မင်းကမအောင်စီရီဖျားကြီးကလူသက်ပေးစွာဘုရားမြတ်စွာသာသနာတော်ထွန်းကားရေးအတွက်ထမ်းဆောင်နေရှာညီစုရေးလေးဘုဖို့ကြီးရွာရောကြောင့်မြတ်တော်မဟာသာသနာတော်တည်တဲ့ရေးအတွက်အာထုံနေရှာတို့ရဲ့ထေရှင်ဆရာဒေသကြီးရဲ့6မြို့နယ်ညီစုအုပ်စုအတွင်းကညီစုရီလေအုပ်ဖို့ရွာအထူးတော်ဦးခိုင်လို့ဖူးမြော်လိုက်တဲ့ရှင်မေကမအောင်စီရီဖျားကြီးကလူသက်ပေးစွာဘုရားမြတ်စွာသာသနာတော်ထွန်းကားရေးအတွက်ထမ်းဆောင်နေရှာညီစုရေးလေးဘုဖို့ကြီးရွာဦးကြောင့်မြတ်တော်မဟာသာသနာတော်တည်တဲ့ရေးအတွက်အာထုံနေရှာတို့ရဲ့ထေရှင်ဆရာမူလလဟောင်းကြောင့်ကလေးကရိုင်းနေနေရှာဟောင်းလွယ်လို့သာရှင်သာမဏေများတဲ့သုံးမှုရာယောဂီများတဲ့သုံးမေနေရာညီစုရေးလေးအုပ်ဖို့ကြီးရွာရရှိသာသနာတည်တဲ့ရေးအတွက်အာထုံနေရှာကျောင်းဆောင်အသစ်လေးဆုံးလို့နေပြီတာမူလလဟောင်းကြောင့်ကလေးကရိုင်းနေနေရှာဟောင်းလွယ်လို့သာရှင်သာမဏေများတဲ့သုံးမှုရာယောဂီများတဲ့သုံးမေနေကြရာညီစုရေးလေးအုပ်ဖို့ကြီးရွာရရှိသာသနာတည်တဲ့ရေးအတွက်အာထုံနေရှာကျောင်းဆောင်အသစ်လေးဆုံးလို့နေပြီတာဖျားဟောဒေသနာလာရှိလေတာဟောစာတဘာရာတော်ဟောတည်ရဲ့ရှင်တပည့်ရသည်အလုံးစုံကိုပြီးဟုသည်မြည်ပါသည်ဟုမိရှောက်တဲ့ခါမိရှောက်တဲ့ခါသောစာတဘာရာတော်ဟောတည်ယောဒရာတိဥပတယရှင်တော်ဖျားဤသူမိတ်နေတာ ရှိလေ
တွေဘဝညီဆုံးလူကကြောင်းအလူကိုလူရန်မှုလူရာအမြတ်တရားတရားရှိအောင်စေညင်နိုင်အောင်စေရင်နဲ့သာနှလုံးသွင်းလို့လူကြစေရစာကြုံမြေဆရာတော်အရှင်တိတ်ခါရဲ့ရင်တွင်စေတနာထဲလဲသိစေရအမြတ်တရားတရားရှိအောင်စေရင်နိုင်အောင်စေရင်နဲ့သာနှလုံးသွင်းလို့လူကြစေရစာကြုံမြေဆရာတော်အရှင်တိတ်ခါရဲ့ရင်တွင်စေတနာထဲလဲသိစေ